လာပါအန်ကယ် ဟာဘယ်လိုခေါ်လိုက်လဲ ဟိုအန်ကယ်လို့ခေါ်လိုက်တာပါရှင် ဟာခေါ်စရာလားဒီအချိန်နဲ့ဒီအချိန်ခေါ်စရာလား အော်ဟုတ်ကဲ့ဟိုမင်္ဂလာပါကိုကြီးရှင် ဟာကိုကြီးလေ ရှင်အဲ့ဆိုရင်မင်္ဂလာပါမောင်လေး ဟာဒါငါ့ကိုတည်းအရွက်တိုက်တာပဲဟမ် ရှင် ဟဲ့ဒီခဏလာအောင် ရှင်ဟုတ်လားဟုတ်ကဲ့ဘာလို့ရှိလို့လဲ ငါဘာမှမပြောသေးဒီကိုပြန်လာပဲ ရှင်အော် ဟဲ့ငါလည်းဘာမှမပြောသေးဒီကိုပြန်လာအောင် ဟုတ်ကဲ့ ဒီကိုပြန်လာပဲလို့ဆို အော်ဟုတ်ကဲ့ရှင်ဟို ငါဘာမှမပြောရသေးဘူးလို့ပြောတာမကြားလား အော်ဟိုဒီလိုပါလားယင် ဘယ်လိုလုပ်မလဲ လာ ဟိုမမလာမမ ဟာဘာလို့ ဒီလာနော်မမ ဘယ်လို ဟိုဒီကဟိုအန်ကယ်ဟိုအကိုကြီး ဘာလို့ ဟိုမဟုတ်သေးပါဘူးဟိုမောင်လေးရှုံနေတာပဲဟိုမမဟိုဒီကမမကဟောရကိုကိုနဲ့နှစ်ယောက်ရှင်ပြီးရက်လို့ရှိရင်ဟိုပလဲကိုပြောချင်တာပြောလို့ရပြီကဲဘာပြောမှလဲပြော ပြောမယ်ပြောကိုပြောရမယ်ဒီမှာဒါပါခွက် အော်အဲ့ဒါမီးဘူးကွက်လေမီးဘူးတိုက်လို့ကျွန်းသွားတဲ့ကွက် ဟမ်ငါအင်းကြီးဒိုဘီပေးထားတာကိုဒီလိုမီးဘူးအပေါက်ကွက်ဖြစ်အောင်ဘာလို့လုပ်တာလဲကြပြော ဟိုဒါကဒီလိုရှိပါရဲ့ဟိုဟောရကိုအန်ကယ်မောင်လေးကဟိုဒိုဘီဝတ်တွေကိုလာပေးတိုင်းမီးဘူးမတိုက်ဘူးလားအင်ကြီးတွေကကြည်တော့နေရပဲဟိုဘာဖြစ်လဲညာဖြစ်တယ်နဲ့ခဏပြောတယ်လေ ဟုတ်တယ်ပြောတယ်ဘာဖြစ်လဲပြောတော့ဘာဖြစ်လဲကဲ ဟိုအဲ့ဒါကြောင့်ပလဲလေးတိတိကျကျစဉ်းစားပြီးတော့ဟိုဟောရကိုအန်ကယ်မောင်လေးလဲစိတ်ကျင်နေအောင်ဟိုပလဲမီးဘူးတိုက်ပေးမှလဲသိအောင်ဟောရတစ်ထည်တော့တိတိကျကျမီးကျွန်းအောင်လုပ်ပြီးတော့ ဘာနေတာတက်ငါ့ကိုအရွက်တိုက်တာပေါ့တမင်ကလည်းလောက်တာပေါ့ဟဲ့ဟုတ်လား အော် ဟဲ့ဒါနဲ့နေစမ်းမအောင်ညီငါအခန့်တန်ရှိတော့တခြားလုပ်ပြီလား အော်ဟုတ်ကဲ့မမလုပ်ပေးထားပါရဲ့မနေ့တခါညနေတခါတန်ရှင်းလုပ်ပြီးတိုင်းလဲ separate အများကြီးချမ်းပေးပါတယ်မမဟိုမှွေးနဲ့တင်းတင်းလေးနဲ့မမနေလို့ထိုင်လို့ကောင်းအောင်လို့ ဟောအဲ့စပရေးနဲ့ကိုမကြိုက်တာဟမ်အဲ့အနံ့ညလေးနေစိနိုင်ညိုသေးနေတာပဲမလေးဘလို့မခံစားလို့မရဘူး ရှင်ဟိုပလဲထမ်းပေးထားတာစပယ်အနံ့မမရဲ့ အဲ့စပနိုင်ရပို့ဆိုးတာပေါ့ငါလုံးဝမကြိုက်ဘူး ဟိုမမခုနကပြောတော့နှင်းစီအနံ့ဆို ဟောရှေ့ပြန်ပြီငါဆိုနေစိဆိုနေစိလည်းပါစပယ်ဆိုစပယ်လိုက်တော့အေး ဟိုမဟုတ်ပါဘူးမမရဲ့ရှင်းပြတာပါ ဘာမှရှင်းပြမနေနဲ့ညီငါခန်းထဲမှာတန့်ရှင်းလို့တော့ဘာမှလည်းမပြောင်းဘူး ရှင်ဟိုမဟုတ်တာအမရဲ့ပလဲတစ်ခါလောက်တန်ရှင်းတောက်ပြောင်နေအောင်လို့တိတိကျကျလုပ်ပေးထားတာပါ အတုံးကတက်လာပြန်ပြီရေချိုးကမသွားကြည့်စမ်းရေချိုးကမျက်နှာကြိုက်ပါလေကြာပြီးကိုမြင်နေထားဖုန်နေလိုက်ကတ်လို့ ဒီမီးပေါက်ကိစ္စဘယ်လိုဖြစ်ရှင်းမှာတော့ တရှိကိစ္စဘယ်လိုလုပ်မှာလဲ တခါဖွင့်လို့လိုက်ရောက်တယ်လား ဟုတ်တယ်ဒီကိစ္စကိုပြက်ပြက်တတအရေးဖော်ထုတ်မှဖြစ်မယ် ဟုတ်တယ် ရှင်ဟုတ်တယ်ဟိုပလဲတော့မမရဲ့ပလဲအနူးညွတ်တော့မမရဲ့နော်ဟိုဒီကိစ္စကိုလည်းပလဲချင်းနဲ့ကိုဖြေရှင်းပေးပါမယ်ဟိုခေါရီယာမမနဲ့အငယ်ကိုတော့ အေးပါပေးပါဦးမတိလားမရေး တော့ပေးပါမယ် မလားညင်ညင်ပါပါနေလေ ဘာလဲဘာလဲမသိဘူး ကြာလေအပြစ်ကပုံများနေဖြစ်လာတော့နေလေမန်နေဂျာနဲ့တိုင်တော့ကိုဖြစ်မယ် ဘယ်လိုပါနဲ့ တက်ဟုတ် ဟုတ်တယ်ညီကိုမန်နေဂျာနဲ့တိုင်ပြောမယ်မန်နေဂျာနဲ့တိုင်ပြောမယ် မလုပ်ပါနဲ့မမရဲ့မလုပ်ပါနဲ့ကြည့်ကြပါဦးဘယ်သူမှလည်းငါ့ကိုဖတ်မလုပ်ကြဘူးသွားပြီနဲ့တူတယ်ဒီနေ့တော့ဂျိုသိုးဝင်တာပဲငါတော့ပြီလို့ဖြစ်တကယ်ဂျိုင်းနဲ့တိုင်လာတော့မသိဘူးဂျိုင်းနဲ့တိုင်လို့ရှိရင်တော့အဆူလဲခံအောင်မယ်လာသားလဲဖြတ်ခံအောင်မယ်ဝင်ခံရလဲခိုးအောင်မယ်စိတ်ညစ်လိုက်တာဘယ်လိုလုပ်ရပါမလဲသိချင်တာပဲ ဟဲ့ပလဲ မလေး နေတော့ဂျာကြီးခေါ်နေ ရှင်မြင်လိုက်လားဟောပြပြကဲတော့မူပါစိတ်ညစ်တယ် နင်တို့ရောက်လာပြီးတော့ငါတို့သွားလိုက်တော့မယ်နော်။ဟုတ်ပြီ။ရနိုင်ခဲ့မယ် ဘာထူးသေးလဲ ။ဘာထူးသေးလဲဆိုတော့မနက်ကနိုင်ငံသားရဲ့တင်နေရောက်ဝင်။ဟုတ်လားပဲ အော်တနင်္လာနေ့ကလမ်းချိတ်ထားတဲ့ပြင်သစ်လူများထင်တယ် ။ဟုတ်တယ်သူတို့ရေ နေတော့ဟိုတယ်ကဘာကောင်းလားဘာကောင်းလား အော်ကောင်းတာတွေကတော့အများကြီးပါပဲရှင်အခန့်ကြိုးဆိုရေးအစားအသောက်အခန်းဝင်ဆောင်မှုအကုန်လုံးကောင်းပါတယ်ရှင် ဟုတ်ပါတယ်ရှင်အစားတော့ဆိုလို့ရှင်လေအဲ့တဲ့စားချင်တာရှိလို့ရှင်ဟိုတယ်မီနူးမှာမပါရင်တော့မှမမတို့ဘက်ကတိတက်စီစဉ်ပေးပါရယ်ပြောရရင်တော့မမတို့ဟိုတယ်အကောင်ကောင်းပါတယ်ရှင် ဘာကြီးရောက်ပြောနေဘာကြီးရောက်ပြောနေရလဲနေတော့ဟိုတယ်ဝင်တန်းနေညံ့ဖင်းလို့ပြောနေတာ
ဘာလဲငါဒီကိုရောက်ချင်းဒီမိန်းမကြီးနဲ့ငါ့ကိုတခါနဲ့ပေး ဟုတ်တယ်အဲ့ကိစ္စငါလည်းလုံးဝမကျင်တတ်ဘူး ဒါဒီလိုရှိပါရဲ့ရှင်ဟောရီကအကိုနဲ့မကိုကြည့်ပြီးအတူတူဝင်လာတာဆိုတော့ဇင်တို့ကလင်မယားရေလို့ထင်လိုက်မိလို့ပါ ဟာဘာပြောလဲဘာလဲမရလဲသူကယောက်ျားငါကမိန်းမလေ ဟုတ်တယ်ငါကမိန်းမ ဟာ ဟုတ်မိန်းမမဟုတ်ဘူးယောက်ျားစစ်စစ် ရုံပါတယ်ရှင်ရုံပါတယ်ဟိုအကိုပုံစံကြည့်ရလေဟိုယောက်ျားပီပီတသားနဲ့ခန့်ခန့်ရညာကြီးဆိုယောက်ျားစစ်စစ်ဆိုအောင်ရုံပါတယ်ရှင် တော်ပြီဟိုဒီလိုပဲပြည့်အောင်ပါဘော အကိုလေဟိုဘသူဟာမှအချောက်ကြီးကန်လူကြီးဘုံကြီးလို့မထင်ရပါဘူးရှင် ဘာပြောလိုက်လဲ အဲ့ဒီမှာဒီလိုငါပြောထားတယ်လေဒါကြီးနဲ့အခန်းကြီးကဘာလို့ထားပြရတာလဲ အခန်းလုတ်ကလည်းလေဘေးချင်းကက်ရဲ့ပဲရှိလို့ပါအမရဲ့ခေါရီးယားကိုနဲ့ဘေးချင်းကက်အခန်းနေရတာအမတို့ဗာများနှောက်ယှက်ဖြစ်လို့လဲ ဟာဖြစ်တယ်ရှိတယ်ညဆိုလေသူ့ပဲအခန်းကလေထိုးတန်နေကြားနေရတယ် ပေါ့ခါကိုထူတာဘာဖြစ်လဲ ဟာ တော့ကအဲ့ရဝင်ကနေထူကိုထူရမှကျင်နေတာ ဘယ်လိုပြောလဲ ငိုရာတွေခေါင်းတွေစောင်းတွေကိုထူရိုက်ပုတ်ထားပြီးမှကျုပ်ကအိတ်တက်တာခမားလူသာပြောမယ်ဆိုရင်ခမားပဲအခန်းကလည်းညီးတန်နေအန်ကြိတ်တန်နေကြားနေရတယ် ဘာပြောလဲ တန်နေကြားနေရတယ် อ๋อဒါလားဒါတော့ကျမငငယ်လေးကလေအဲ့ရင်ဟိုအန်ကြိတ်တက်တယ်ဟောက်တက်တယ်အကျစ်ဖြစ်နေလို့ နေပါဒီကကိုနဲ့မနေတာကို့ခန်းမှာကိုနေရင်နဲ့တခြားခန်းအတန်ဘလို့လို့ကြားရလဲ ဟုတ်တယ်ရှင်ဟိုကျမတို့ဟိုတယ်ခန်းနေရနိုင်အောင်နားကပ်ပြီးနားထောင်မှတစ်ဖက်ခန်းတော့တက်တက်လေးကြားရတာပါ ဟာလေညီတို့ကငါတို့နှစ်ယောက်ကတယောက်ခန့်တယောက်ကိုချောင်းပြီးနားထောင်တယ်လို့ပြောလိုက်တာပေါ့လေ ဒါငါတို့ရဲ့ကိုချစ်သိက္ခာတရားကိုပယ်ဝဲတဲ့နည်းနဲ့စော်ငားလိုက်တာအကျင့်စာလိုက်တာမကောင်းဘူးလို့ပြောလိုက်တာ ဟုတ်တယ်ငါတို့ကတယောက်နဲ့တယောက်လေဟိုမြူဆွဲနေအစ်စကီလက်နေလို့ညီတို့ပြောချင်တာပေါ့လေဟုတ်လား မဟုတ်ပါဘူးကျမတို့အဲ့လိုရည်ရွယ်ချက်နဲ့ပြောမှာမဟုတ်ပါဘူးကျမတို့ပြောတဲ့အထက်မှာလည်းအဲ့လိုတစ်ခုမှမပါဘူး ဟုတ်ပါရဲ့ရှင်ဟိုကျမတို့တောင်းပန်ပါတယ်ရှင်ဟိုဘာခက်ခဲများရှိလဲဟိုတယ်ကဘလို့ကူညီပေးရမလဲရှင်ဟိုအားမနာပါနဲ့ပြောပါ အေးဒါဆိုရင်ငါအခန်းထဲမှာလေခရမ်းလေးအဟလောက်ရှိတွေ့တယ်အဘလို့ရှင်းပေးမလားပြော ရှင်ခရမ်းဒီ ဟုတ်တယ်ခရမ်းလေးဒီမကောင်းတော့ငွေပါတွေ့တာငွေပါတွေ့တာ ဟုတ်တယ်သူ့ခန်းထဲမှာမွေတွေ့တယ်ဆိုရင်ငါခန်းထဲမှာအိမ်ပြုံနဲ့ဟိုစီလာပါတွေ့တယ် ရှင် ကဲအခုဖြစ်တဲ့ကိစ္စလေးဘယ်လိုဖြေရှင်းခဲ့ပါလဲပြောပြောကြလေ ဘယ်လိုရှင်းပါလဲ ခဏလေးပါရှင်ခဏလေးပါဟိုဒီကအကိုတို့အခန်းထဲမှာတွေ့ရဆိုရဲဟိုမွေဟိုခရမ်းသီးရေနောက်ပြီးတော့ဟိုအိမ်မြောင်နေကိုစီလာတွေအဲ့ဒါတွေကိုလေဟိုအိဆောင်တောင်းကနေညှိနှိုင်းတိုင်မီမျိုးမှဖြည့်ရှင်းပေးပါပဲရှင် ဟုတ်ပါရဲ့ရှင်အကယ်လို့ဟိုတယ်ဘက်ကချိုးရင်းချက်ရှိခဲ့ရဆိုရင်လည်းတောင်းပန်ပါတယ်ချိန်နဲ့ပေးကြပါနော် ဟိုမဖြစ်ဘူးဒီကိစ္စကိုလေမန်နေဂျာနဲ့တိုင်ကိုတိုင်မှဖြစ်မယ်မန်နေဂျာနဲ့တိုင် အာဟိုအဲ့လိုတော့မလုပ်ပါနဲ့ရှင်ဂျိုင်းနဲ့တော့မတန်လိုက်ပါနဲ့ဟိုဒီကိစ္စကိုကျမတို့ဘက်ကနေအကောင်းဆုံးအဆင်ပြေဆုံးပြအောင်စီစဉ်ပေးပါမယ်ရှင် ဟုတ်ပါရဲ့ရှင်စိတ်နှောက်ယှက်ဖြစ်သွားတယ်ဆိုလို့ရှင်လည်းစိတ်ကြည်နေတဲ့အထီကိုတောင်းပန်ပေးပါမယ်ရှင်ဟိုအခုလောလောဆယ်တော့လေဟို breakfast လေးကောစားထားနေလိုက်ကြပါစားပြီးတောက်ပြီးလို့ရှင်အားလုံးပြေလည်အောင်ဖြည့်ရှင်းထားပေးပါမယ် ကောင်းပြီလေကြည့်ကြသေးတာပေါ့မကျင်တတ်ဘူးဆိုရင်တော့မန်နေဂျာနဲ့တိုင်မှနော် ဟုတ်တယ်အဲ့ဒီခရမ်းလေးဟုတ်ပါဘူးသူပြောတဲ့အတိုင်းပဲမန်နေဂျာနဲ့တိုင်ဟုတ်တိုင်ရ ဟဲ့ဘယ်လိုလုပ်ကြမလို့ဟာအဲ့ဒီအက်တွေကြီးရတာငါတို့တွေကိုရှော့ပေးမဲ့ပုံမပေါ့ဘူး ဘယ်တက်နိုင်မှမလဲရွှေဒီပါရဲ့ငါတို့လုပ်ကွာလေဧည့်သည်တွေကိုလိုက်တတိနဲ့ short ပြီးဆက်ဆံရတဲ့အလုပ်ပဲဥစားဒီလိုပဲပြည်လည်အောင်တောင်းပန်ကြည့်ရမှာပေါ့ မင်းတို့လည်းသိတဲ့အတိုင်းပဲဂျာကြီးလိုစကားကြောရှေပုံနဲ့တော့ငါတို့စိတ်ရတာပဲဟာ ကဲပါအဲ့လောက်ကြီးလည်းညီးမနေနဲ့ချက်ချင်းတော့ဂျာကြီးတော့မတိုင်တော့ပါဘူးခ တပွင့်ပန်းရွှေကလေးပါစင်စုစုနင်တို့၄ယောက်လုံးဂျာကြီးခေါ်နေရှင် ဘာနဲ့တော့တော့ကျွန်တော်တို့ကောင်းပါသေးရမယ် ငါအတွဲမုတ်ကျွဲတဲ့တပွဲမုတ်ဘိန်းတော့တပွဲ ဗျာ